အားလုံးပဲမင်္ဂလာပါ Victory Chess Center ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာ English Open ကိုအလွယ်ကူဆုံးကစားလို့ရတဲ့နည်းလမ်းလေးတစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်။ English Open C4 တက်တဲ့အခါ E5 ပြီးအရိုးရှင်းဆုံး Center ကိုပြန်ယူပြီးကစားတာဖြစ်တယ်။ဒီချိန်မှာအထူးဒီ Knight C3 ဒါမှမဟုတ်ရင် G3 ဒါပုံမှန်ကစားလေးရှိတဲ့နည်းလမ်းပေါ့။ကျွန်တော်တို့ရည်ရွယ်ချက်က Knight C3 မှာဆိုရင် Knight F6 နောက်တစ်လက်မှာ D5 တက်ကစားမယ်။ရှင်းကစားမယ်ပေါ့နော်အဲ့တော့ knight f3 ဆိုကြပါတော့ဆက်ကြည့်မယ်ဆိုရင်ကျွန်တော် knight c6 ပြီးရင် g3 မှာကျွန်တော်တို့ d5 တက်လို့ရပြီဒါစားပြီးလို့ရှိရင်ဒီဆောက်ပုံပေါ့နော်အဲ့တော့ပြီးချောထွက်လာရင်တော့ကျွန်တော်တို့ knight ကပြန်ဆုပ်ရမယ်ပေါ့လေအဲ့တော့ဒီနားလေးမှာကျွန်တော်တို့ knight f6 ကိုပဲပြန်ဆုပ်မယ်ပေါ့နော်တခြားနည်းကွက်တစ်ခုရှိတယ်ပေါ့အဲ့ဒါကတော့ knight ကိုပဲတွားလဲဆိုတော့ b6 ပေါ့လေဒါတော့ရေပန်းစားတဲ့နည်းကွက်တစ်ခုပဲဖြစ်တယ်ဒီနည်းကွက်မှာလည်းအပြန်လန်ပေါ့နော်အဖြူနဲ့နဲ့အပြန်အများကြီးကစားလို့ကောင်းတဲ့နီးကွဲတွေရှိတယ်နီးကွဲနည်းနည်းလေးကျယ်ပြန့်နေပေါ့ဒါတော့ကိုလေးလာပြီးကစားလို့ရတယ်ပေါ့လေအနာသာနီးကွဲပေါ့နော်ဒီနေ့မှာတော့ကိုကကျွန်တော်ပြောမှာကတော့ဒီ knight f6 ပဲနော်ဒီနောက်ကိုပဲပြန်ဆုပ်မယ်ဟုတ်ပြီဒီရဲ့ဆုပ်ရတဲ့ရည်ရွယ်ချက်ကတော့ရိုးရိုးချင်းချင်းကစားမယ်ဒီ knight f6 ပြန်ဆုပ်တယ်ဆိုလို့ရှိရင်သူဒီရှေ့ဆက်ရွှေ့မဲ့ရွှေ့ကွက်တွေမှာမှားစရာမရှိဘူးရိုးရိုးချင်းချင်းနီးကွဲကိုပဲရောက်သွားမယ်ပေါ့နော်ဒါကသူ့ရဲ့အားသာချက်ဟုတ်ပြီအဲ့တော့ဒီနည်းကွက်မှာနံပါတ်1အရေးကြီးတာ d5 တက်နိုင်ရမယ်ပေါ့လေနော်ဆိုကြပါစို့အခုအရေးကြီးရနော်ဒီ knight ကပြန်ဆော့ရမယ်မဟုတ်ဘူးဆိုရင် b ချော့လန်းကျောင်းပေါ်ရောက်နေတယ်အဲ့တော့အဖြူဒီစသလာချင်းမှာသူဒီ g3 တက်ကစားလို့ရတယ်ပေါ့နော် g3 တက်ကစားရင်ဘာလို့ရမလဲဆိုတော့အမေကချက်ချင်း d5 တက်ရမယ်ပေါ့နော်ပုံစံလေးနည်းနည်းပြောင်းသွားတယ်အဲ့တကယ်လို့မတက်ဘဲနဲ့ထားခဲ့ရင်ပြဿနာတစ်ခုရှိလာနိုင်တယ်ပေါ့အဲ့ဒါကဘာလဲဆိုတော့ b ချော့ဒီမှာထိန်းလိုက်မယ် knight ကဒီမှာထိန်းလိုက်မယ်ဆိုရင်ဒီ point ဒီကျွန်တော်တို့တက်မရတဲ့အနေအထားရှိတယ်ပေါ့အဲ့ဒါဆိုတော့အဆင်မပြေဘူးပေါ့လေနော်အဲ့ဒါနဲ့အလိုက်ကြီးကစားနိုင်တော့ရတယ်ပေါ့လေနော်ဒီကျွန်တော်တို့ကကြည့်ထားတဲ့နီးကွဲနဲ့နော်မဆိုင်တဲ့နီးကွဲတွေရောက်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေထားမှာ d5 တက်မယ်ပေါ့နော်ကဲ d5 တက်တယ်စားရတယ်ဆိုရင် queen နဲ့တက်စားမယ် queen နဲ့တက်စားတော့သူကဒီ knight f3 ပေါ့နော်ဒီတန်ရကုန်းတွေကိုပိတ်တဲ့ချိန်ကျွန်တော်တို့ပုံမှန်ရုပ်ထုတ်တဲ့အကောင်ထုတ်တယ်ပေါ့နော်ပြီးရင်ဒီ queen ပြန်ဆွဲအဲ့တော့ပြီးတော့ g2 ထွက်လာတဲ့ချိန်မှာ knight f6 ပေါ့လေပုံမှန် main line မှာကြတော့ဒီအလက်မှာဒီလိုပိတ်တဲ့အလက်နဲ့အတူပဲเนาะအခုအလက်မှာကျွန်တော်တို့ကဘာလဲဆိုတော့ကွင်းပြန်ဆွဲလာတယ်ပေါ့လေเนาะတစ်လက်ပေးလိုက်တယ်အလက်အားဖြင့်မနာဘူးပေါ့လေเนาะကွင်းပြန်ဆွဲလာတယ်မဟုတ်တဲ့ဒီ means ပြန်ဆုပ်ရတာဆိုတော့เนาะတစ်လက်ပြန်ဆုပ်တာချင်းအတူပဲဟုတ်ပြီဒါလေးကိုဆက်ကြည့်အောင်ပုံမှန်အားဖြင့်ဒီမှာဒီအဖြူဒီ castle range ကစားတယ်ပေါ့เนาะဒါ main line ပဲဟုတ်ပြီเนาะအဲ့တော့တစ်ခုရှိတယ်အဲ့ဒါ computer suggestion အကွက်ပေါ့ computer ကြိုက်တဲ့အကွက်ပေါ့ဒါလေးလာတယ်ပေါ့ဒီเนาะအဲ့ဒါကတော့ဟိုလေ့လာထားတဲ့လူကတော့လာမှာပေါ့လေပုံမှန်တာမန်ကတော့မလာဘူးပေါ့ဒါတော့သွားမစားရဘူးပေါ့ဆိုကြပါဆိုဘီချော့နဲ့သွားစားရင်ဒီလို night ကာတာကိုစားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြင်းကိုစားတဲ့အခါ queen နဲ့ချက်တယ်ဆက်ကြည့်မယ်ဆိုရင်နောက်ဆုံးဒီလိုဖြစ်သွားတယ်နော်တစ်လုံးပြန်ကြမယ်ပေါ့ထပ်ပွန်းဖြစ်တယ်ပေါ့လေအဖြူကတော့ဘာပေးပါလဲဆိုတော့ဒီကသူ့ရဲ့ကောင်းတဲ့ဘီချော့ပေးသွားတယ်ပေါ့လေဒါပေမဲ့လည်းထပ်ပွန်းဖြစ်နေတဲ့အတွက်တော့အမဲတော့တိတ်မကြိုက်ဘူးပေါ့နော်ဒါလေးချောင်ကစားတာပေါ့နော်မစားဘူးပေါ့လေဘာလို့တင်လဲဆိုတော့ bishop d6 ရိုးရိုးပဲเนาะဒါအထွေထူးတော့မဟုတ်ပြီးတော့ဒီစင်မှာအဖြူကဒီပုံးနဲ့မြင်းကိုဆက်ထိုးရင်လည်းမြင်းဒီကိုခုံကစားလို့ရတာပေါ့เนาะဒါထွေထူးမဟုတ်ပြီးတော့ဒီပုံးကိုထိန်းလိုက်တယ်ဒီဟာပဲထိုးရမယ်ပေါ့เนาะအဲ့တော့ဆက်ရွှေ့ကြည့်မယ်ပေါ့เนาะ A.D ပေါ့ဆိုကြပါဒါကပုံမှန်သူလုပ်လက်ရှိတယ်ပေါ့เนาะပြီးဝိတ်တင်မှုတွေနဲ့အဲ့တော့ကျွန်တော်တို့က B2 သူ bishop B2 ထပ်ကစားမယ်ကျွန်တော်တို့ E8 ပြီးရင်ဒီသေးတယ်တော့နောက် castle range ပြီးရင်ဒါပါပဲ center မှာကစားလို့ရတယ်အဲ့တော့အမဲရက်ကခက်ခဲမရှိဘူးဒီနည်းပဲเนาะအဲ့တော့နောက်ပြန်ဆုပ်မယ်ကျွန်တော်တို့ဆက်ကြည့်မယ်ကဲပွန်းထိုးမယ်ပေါ့เนาะပွန်းထိုးကြည့်မယ်ပွန်းထိုးတော့လည်းကျွန်တော်တို့ကခုံလို့ရတယ်เนาะဒီ E5 ကပွန်းလေးကိုဒီချော့နဲ့ကယ်ပြီးတာဟုတ်ပြီเนาะအဲ့တော့ plan ကဒါပါပဲအဲ့တော့ knight ခုံနဲ့ဆိုကြပါစို့ queen A4 ဒီမြင်းကိုတိုက်တယ်ပေါ့เนาะ queen ကဘာလောက်ထားလဲဆိုတော့ပွန်းတစ်လုံးပေါ့လေအဲ့ဒါလည်း knight ချင်းတိုက်ထားတဲ့အတွက် knight ချင်းစားလဲအောင်မယ်เนาะဒီနားလေးမှာဒီလိုတိုက်တယ်ကျွန်တော်တို့ခက်ခဲမရှိဘူး knight ချင်းစားမယ်ပြီးလို့ရှိရင် castle range ပေါ့နော်သူလည်း castle range အဲ့တော့ဒီနားလေးမှာ castle range ပြီးတဲ့အခါအဖြူကဘာလုပ်တင်လဲအမဲကဘာလုပ်တင်လဲအဲ့ဒါကတော့သူက A6 ပေါ့ဒါလေးကတော့ထူးထူးခြားခြားပေါ့အဲ့တော့အဖြူကတော့မစားဘူးစားရင်ရထားနဲ့တက်စားမှာပေါ့လေသူပုံမှန်ဒီလိုတက်တယ်အဲ့တော့ဒါလေးတတိရမယ်ဒီလိုတက်လာရင်ကျွန်တော်ပင်မပေးရဘူးပေါ့နော် X6 ပေါ့နော်ဒါအရေးကြီးတယ်အဲ့တော့ bishop ချင်းလာတိုက်တယ်ဆိုရင်ကျွန်တော်တို့ကဒါစားကြမလို့ဒီ rook b8 ဒါလေး straight ကစားလို့ရအဲ့နားလေးမှာသူကဒီA6 ကပုံးလေးကိုသူစားခြင်းဆရာလေးဖြစ်သွားပြီရထားမရှိရောเนาะအဲ့ဒါစားတယ်ဆိုရင်တော့မားတယ်ပေါ့เนาะ bishop d7 ဆိုရင်တကောင်ရတယ်ဘယ်လိုတကောင်ရလဲဆိုတော့ဥပမာ knight နဲ့ဒီနေရာမှာချကာလို့မရဘူးအဲ့ဒီနေရာမှာချကာလို့မရဘူးကားတဲ့ knight ကို bishop နဲ့စားမယ်
ပြီးလို့ရှိရင်ဟိုဘက်က A3 က B-shot ကဒီလိုစားမှာပေါ့နော်ပြီးရင် D က B-shot လွတ်သွားမှာပေါ့နော်အဲ့တော့စားလို့မရဘူးနော်တကယ်လို့ queen ဒီကိုပြေးပြန်ရင်လည်းဒီလိုဖွင့်လိုက်ရင်စားပြီးဖွင့်လိုက်မှာပေါ့နော်ဒီ queen ကအဲ့တော့ B-shot ကြမှာပဲနော်ဘယ်က B-shot ကြမှာလဲဆိုတော့အခုလာတိုက်ထားတယ်ဒီ A3 က B-shot ကြမှာဟုတ်ပြီနော်ဒါကတော့စားလို့မရတဲ့ line လေးပေါ့ဒါလည်းရုပ်တရက်လေးမတတ်တာပေါ့အဲ့တော့ဒီနားမှာဘာလုပ်မလဲပေါ့သူလှုပ်တင်တာ B-shot ချင်းစားတင်တယ်ပေါ့နော်အမေကပြန်စားတော့ကျော်ပြီသူဆက်ကစားလို့ရတယ် rook AB1 ပေါ့ဒါအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီဟိုပုံးကိုစားတော့မှာပေါ့နော်ဒါအားလုံးပြီးသွားပြီသူစားရင်စားမစားရင်ကိုစားပြီးဝင်းနေစားရင် B-shot တက်လက်ထွက်တိုက်ဒါပဲပေါ့နော် B-shot ချင်းလဲလိုက်ရင်ပြီးသွားပြီအဲ့တော့သူကအကုန်လုံးစားလိုက်ပြီးမှနောက်ဆုံးပုံးတစ်လုံးတော့မရဘူးပေါ့လေဒီနားကိုကွင်းနဲ့စားရင်ဘာလုပ်မှာလဲယထာကဒီကိုခုလိုက်ရင်ငင်းကြသွားမှာပေါ့နော်ဒါတော့ equal ပဲရမယ်ပေါ့နော်လုံးလို့မရဘူးကဲဟုတ်ပြီအဲ့တော့သူကအရင်စားတယ်ဆိုပါစို့နော်ဒါဆိုလည်းဘာမှမခက်ပါဘူးဒီလိုလေးပဲရိုးပြန်စားထားရုံပဲနော်ဒါလည်း just about equal ပါပဲဟုတ်ပြီနောက်တစ်လိုင်းသွားကြည့်ရအောင်ဟုတ်ပြီဒါကတော့ B4 ပေါ့လေနော် B4 မှာကျွန်တော်တို့ B-shot D6 ကစားတင်နေပေါ့နော်ဒါတစ်ချက်အဲ့တော့ castle reina ကြည့်ရအောင်ကဲ castle ပုံမှန်တော့ castle reina ပေါ့လေမူ order ပြောင်းပြီးသူက A3 တို့နော်အဖြူကဘာတွေကစားလို့ရတယ် castle marine လေးပဲနဲ့နော်ဒါလေးကဖြစ်နိုင်တာပေါ့လေ A3 ဒါမှမဟုတ် D3 စမ်းတင်ပေါ့နော်အဲ့ဒါလေးတွေကစားတဲ့ခါကျရင်ကိုကcastle marine ရသေးပေါ့နော်ဥမာ D3 ဆိုရင်ကိုက exit တက်ထားမယ်ဒါလေးလည်းအရေးကြီးရခဏပြောသလိုဒါလေးကိုအပင်းမခံဘူးပေါ့နော်အဲ့တော့ဘာမှမခက်ဘူးအလဲရဒါပါပဲနော်အဲ့တော့ castle range နဲ့ပေါ့နော် D3 ဘာလုပ်မလဲ exit ပြီးသွားပြီနော်အဲ့တော့ castle range ရင်ကိုက exit ပဲ castle range ရင်လည်းexit တက်ရမယ်နော်ဒီ exit တက်ရမယ်ဘာလို့ exit တက်ရလဲပေါ့အဓိကက B-shot ကိုဒီထွက်ချင်တာဟုတ်ပြီနော်ဒီထွက်ပြီးမှဒီ B-shot ဒီထွက်အဲ့ဒီ B-shot နောက်မှာ queen ကထပ်ပြီးရင်ဒီမှာတိုက်ဒါဒီလိုပဲရိုးရိုးလေးကစားမှာဟုတ်ပြီနော်အဲ့တော့ B-shot ထွက်လိုက်ရင်ချက်ချင်း B-shot D6 ဆိုရင်ပြဿနာရှိတယ်ပေါ့နော်ဥပမာ B-shot D6 ဆိုရင်သူက D4 တန်းရိုက်မှာနော်ချက်ချင်းဖွင့်ချလိုက်မှာပေါ့နော်အဲ့တော့ကိုလုံးချင်တဲ့ plan ကမရတော့ဘူးအဲ့ဒီ plan ကြတော့အဖြူကကောင်းတယ်ပေါ့အဖြူကဒီလောလောဆယ် D4 ကိုကျွန်တော်တို့ကဟိုပါပေါ့လေနော်ဒီ D4 လေးကိုဘာလုပ်ထားလဲပေါ့နော်ဖိအားပေးထားတာပေါ့လောလောချက်ချင်းတက်လို့မရသေးဘူး tension ပေးထားတာပေါ့နော်အဲဘာနဲ့ပေးထားလဲဆိုတော့ knight ရယ် queen ရယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒါကတတိပြုရမယ်အချက်ပေါ့နော်ဒီဟာလေးကိုသူတက်ပြီးပါရင်တော့ရရယ်နော်ဘယ်ချိန်မှာပဲဖြစ်ဖြစ်ဒီတတိတက်လာပြီဆိုတာ ਨੇ exit ပေါ့လေ castle range ပြီးနောက်ပိုင်းပေါ့လေနော်ဒီတတိတက်လာပြီဆိုတာ ਨੇ ပြီးတော့ဒီစစ်ကထိုးလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်း exit ကအရေးကြီးသေးတယ်ပေါ့လေ exit ပေါ့လေ exit ရင်လာမယ်တွင်းမခံဘူးပေါ့နော်ဒီတတိတက်လာတဲ့ချိန်တိုင်းပြီးတော့ဒီစစ်ထိုးလို့ရပြီဒါလေးတော့ပုံသေးပေါ့လေနော်ဒီလောက်သိရင်ရပြီအဲ့တော့ဒီနေထားမှာဖြူကလုံးလေးလောက်ထားရှိရတော့ D3 ဒါမှမဟုတ်ရင်ဆိုတော့ပြောတယ်နောက်တစ်ခု B-shot ကိုဟိုဘက်ကထွက်တယ် B3 ပေါ့နော်ဒီနေရာမှာလည်းအမဲ B-shot ဒီအမဲရဲ့ B-shot ထွက်မယ်ပေါ့နော်ဒီ line တစ်လျှောက်နော်ဥပမာ E7 လည်းရတယ် D6 လည်းရ C5 အကုန်ပေါ့နော်အားလုံးစင်ပြေတယ်ပေါ့လေအဲ့တော့ဒီနားလေးမှာကွန်ပျူတာကတော့ B-shot B4 ကြိုက်တယ်ပေါ့နော်ဒီနေ့ခေတ်ကနီးပညာခေတ်ဆိုတော့ကွန်ပျူတာ suggestion လေးတွေနဲ့လည်းလူတွေကညီနိုင်ပြီးထိုးတာပေါ့နော်အဲ့တော့ဆိုကြပါဆို A3 ထိုးရင်ဒါလေးစားရုံပါပဲเนาะစားပြီး castle range ထားရုံပဲเนาะအကွင်း C2 ဆိုရင် CE4 ပေါ့เนาะဒါလေးကဆက်ရွှေ့ပြမှာပေါ့เนาะနည်းနည်းပါးပါးအသွားလာလေးတင်ရပြီ root D1 အကွင်း E7 ပြီးရင်ဘာလုပ်မှာလဲသူ B-shot လောလောဆယ်ပိတ်သွားပြီเนาะဒီ G2 က B-shot ကဒီပုံးကြောင့်ပိတ်သွားပြီเนาะကဲအဲ့တော့ဆက်ရွှေ့မယ်ပေါ့เนาะဆိုကြပါစို့စားမယ်ဒါပါပဲเนาะသူ B-shot နည်းနည်းပိတ်သွားအဲ့တော့ပုံမှန်တော့ A3 မထိုးဘူးပေါ့လေ B-shot ဒီလိုလာလိုက်မယ်ပေါ့နော်အဲ့တော့ castle range ထားရုံပဲเนาะ castle range နဲ့ A3 ဒီကြမှာထိုးလဲဒီ B-shot ပြန်ဆုပ်စရာမလိုဘူးပေါ့နော်စားလို့ရတယ်စားပြီးမှ E4 ပဲเนาะစောတော့အတိုင်းပဲ E4 မှာဆိုကြပါစို့knight E5 ဆိုရင်လဲပေါ့เนาะပြီးရင်ဒီ rook E8 နဲ့အလက်တက်လက်ရတယ်ပေါ့เนาะအမြင်းကိုစားလိုက်ရင်ဒီ rook ကဒါကိုထိန်းထားတာပေါ့လေဒါဆိုအလက်တက်လက်ရသေးတယ်ဟုတ်ပြီเนาะဒီလိုလေးပဲကစားအောင်မယ်ရိုးချင်းချင်းမှာရှုပ်စရာမရှိဘူးเนาะနောက်တစ်ခုက knight ကဆိုကြပါတော့ E1 ပြန်ပြေးရပေါ့နော်ဒါဆိုရင်လည်း knight ကို D4 မှာအထိုင်ချပြီးကစားရုံပဲနော်
peace play ပေါ့အေးဆေးပဲဟုတ်ပြီနော်ဘာမှရှုပ်ထွေးမရှိပါဘူးနော်အဓိကကတော့ဒီနိုင်လေးဒီမှာပိတ်ထားတယ်ဦးမယ်နော်နောက်တစ်ခုနောက်တဲ့နီးကွက်တစ်ခုသွားကြည့်မယ်နော်ဒါ B3 နဲ့ပတ်သက်တဲ့နီးကွက်နော် Bishop B4 မှာအားလုံး okay တယ်ပေါ့လေနော်အဲ့တော့ main line အားဖြင့် D3 ပေါ့လေနော်D3 လာတယ်ကျွန်တော်တို့ကဘာလုပ်ရမလဲ Bishop D6 မူလ plan နိုင်သွားမယ်ဒီချိန်မှာသူကတလက်အနာခံပြီးမှ D3 တစ်ခါတက်ပြီးသားကို D4 တက်မယ်ပေါ့ဒီပုံမှာနော်ဒီပုံကတစ်ခါတက်ပြီးသားဟုတ်ပြီနော်ဒီကနေဒီကိုတက်ပြီးသားအခုတစ်ခါဒီကိုထပ်တက်မယ်နော်ဟုတ်ပြီဒါလည်းပြဿနာမရှိပါဘူး D4 တက်လာဒါပေမဲ့နှစ်ခါကိုင်းဖြစ်သွားတာပေါ့နော်အဲ့တော့Bishop D6 ဆိုပြီးမှလည်းထောက်ပြီးသားဖြစ်သွားပြီပုံ E5 ကပုံပေါ့နော်အဲ့တော့ဘာမှမလို့ကာဆယ်ရေးအောင်မယ်နော်စားစရာလည်းမလို့ကာဆယ်လေးလည်းသူစားတော့လည်းကိုစားပေါ့နော်ဒီလိုဆိုလည်းနိုင်ချင်းစားပြီးရင်Bishopမှာ C6 ပေါ့နော်ဒါကတော့လုံးဝ solid ပဲအဲ့တော့ဘယ်သူပင်းနဲ့ရှောင်ထားမယ်ဒါပဲနော်လုံးဝ equal ပဲရတယ်မဲကတက်တောင့်တက်တာကစားလို့ရတယ်နော်ကဲနောက်တစ်ခု D4 တက်တာကတော့အသိအရေးကြီးတော့မကြည့်ဘူးသူတက်လက်ပြန်ပုတ်တယ်ပေါ့နော်အဲ့တော့ B3 ပေါ့လေခါတိုင်းလိုပဲ Bishop ဟိုဘက်ကထွက်မယ်အဲ့တော့ကာဆယ်လင်Bishop B2 မှာတို့ E8 နော်အဲ့ဒါဆော့ပြောလို့ night ကနောက်ဆုံးကြရင်များတော့အဖြစ်ဒီခုံကစားလို့ရမယ်နော်ဒါတို့ E8 plan ရဲ့နော်ရည်ရွယ်ချက်ပါပဲနော်ဒါတွေပွင့်နေပေါ့ open file အဲ့တော့ root C1 set ရွှေ့ကြည့်မယ်နော်နောက် Bishop F5 အဲ့ဒါမှမရဘူးဆိုရင်မူလ plan ကိုတွားမယ်နော်ပြီးရင် queen နဲ့ 1 နဲ့ဖြောင်းပြီးမှဟို H3 မှာတော့တိုက်မယ်ပေါ့နော် queen ကို D7 တင်မယ်ပေါ့နော်ဒါမျိုးပေါ့နော်ပြီးရင်ဒီတောင်းပေါ့နော်တွားတိုက်ဒါပဲအဲ့တော့ဒီနားလေးမှာတော့ပုံမှန်ကစားတာတော့ knight D2 ဒါမှမဟုတ် knight A4 လဲလာတတ်တယ်ပေါ့လေအဲ့တော့ knight A4 လဲကြည့်တာပေါ့ knight A4 လာတယ်ဟုတ်ပြီ knight A4 လာတဲ့အခါမှာကိုယ့်အလုပ်ကိုပေါ့လေ queen D7 တို့တက်ကစားလဲရတယ်နော်ဒါမှမဟုတ်ရင်ဒီနားလေးမှာ queen C8 ပေါ့လေဒါမျိုးကစားလဲရတယ်ပေါ့လေနော်ရေးတော့မကြည့်ဘူးသူမြင်းကိုဒီကိုအဓိကတချို့ကဒီလိုလောက်တာမကြိုက်လို့ပေါ့လေနော်ဒီလိုလာဖော့တာပေါ့လေနော်ဘာမှတော့မဖြစ်ဘူးအဲ့တော့ဒီ queen C8 လေးကတော့ဘယ်သူကစားပါလဲနာကာမူတာပေါ့သူအမဲကနေကစားသွားတယ်ဟုတ်ပြီနော်ကစားသွားတော့ဒီမှာ knight C5 လာတယ်ပေါ့နော်knight D8 လေးသူကစားပုံကစားနေပေါ့လေပြီးတော့မှမလုပ်မှလည်းဒီမြင်းကိုပြန်မောင်းပါပေါ့နော်C6 တို့ဘာလို့တက်ကစားမှာပေါ့ဒီလိုလေးတိဆောက်ပြီးကစားလဲရတယ်နော်ဒါလည်းရတာပဲနော်ဟိုမှာတိုက်မဲ့ plan ကတော့ဒီမှာရှိနေတာပဲနော်ဒီဟာလေးကိုလည်းမြင်းကထိန်းထားသေးတယ်နော်ဒါလည်းရတယ်ဒါတော့နည်းနည်းလက်ကစားတာပေါ့လေဒါလိုမှမဟုတ်ဘူးဆိုရင်လည်း queen D7 ဒါလေးလည်းအရေးမကြီးဘူးเนาะဒီမြင်းခုံလာတာဘာမှမဖြစ်ဘူးကိုက Bishop နဲ့ Knight နဲ့အများတန်းကိုကစားလို့ရတယ်เนาะဒီ plan လေးမှာဟုတ်ပြီเนาะအဲ့တော့ဒါပဲ Bishop H3 တိုက်လဲအောင်မယ်ကဲဟုတ်ပြီ H3 တိုက်လိုက်တဲ့အချိန်မှာဘာဆက်လုံးမလဲပေါ့လေသူစားမယ်ပေါ့เนาะဆိုကြပါတော့เนาะစားထိုးရမယ်ပေါ့လေကဲဟုတ်ပြီဟုတ်ပြီဒါကတော့အချမ်းပြင်းပေါ့နော်ဘယ်လိုလုပ်တင်လဲဆိုတဲ့ဟာလေးကဲဟုတ်ပြီအဲ့တော့ knight D2 လေးကိုကြည့်တာပေါ့ဒါမှတော့ဒီနားလေးမှာနော် knight ကို A4 ပေါ့ A4 အထွေထူးကြီးမဟုတ်ဘူးနော်အဆင်ပြေတယ်လို့ကစားလို့ရတယ်အဲ့တော့ knight D2 ကတော့သူတို့လောက်ကစားတဲ့နောက်ထပ်တစ်မျိုးပေါ့အဲ့တော့ queen D7 ဆောရလိုပဲ queen နဲ့ဖြောင်းပြီးတိုက်မယ်အဲ့မှာ rook C1 ဒါကတော့ဒီရှော့လာတိုက်ရင်ရှောင်လို့ရအောင်ပေါ့နော်ဒီလိုတိုက်တယ်ဆိုရင်သူပြီးရှော့ကိုဒီလိုဝင်ပြေးချင်တာပေါ့နော်ဒါလည်းရတယ်နောက်တစ်ခုကွန်ပျူတာကဒီနားမှာ suggestion ပါပေးလဲဆိုတော့ဖြူတက်ကဒီကိုစားတယ်ပေါ့လေနော်စားလို့ရပါတယ်ဒါနော် queen C2 မှာ knight D5 အဲ့တော့ဒီ knight ကဘာလုပ်လို့ရလဲဆိုတော့ဒီ knight ကဒီခုံလို့ရတယ်ပေါ့လေနော်ဒီလိုတော့နော်နောက်တစ်ခါကျမြင်းချင်းစားမယ်ပေါ့ဒါမှမဟုတ်လည်းမြင်းချင်းစားမယ်မြင်းချင်းစားပြီးဘာလုပ်မလဲ C5 တက်ကစားမယ်ပေါ့ဒါလည်းအဆင်ပြေတယ်အမေကနော်ဒါလည်းကွန်ပျူတာတော့ suggestion ပေးတာပေါ့လေနော်ဒါလူကတော့ဒီလိုကြီးတော့မကစားဘူးပေါ့နော်ကဲအဲ့တော့ Bishop H1 ပေါ့နောက်ကိုဆုပ်ပြေးမှာနော်မြင်းကိုလာမစားဘူးအဲ့တော့ rook A B8 ဒီ rook A B8 လေးကလည်းမှတ်ရမယ်မူလေးပေါ့ဒါအရေးကြီးရယ်မြင်းခုံတဲ့အခါမှာဒီပုံးလေးကဒီနားပုံလွတ်သွားနိုင်တယ်နော်ဟုတ်ပြီအဲ့တော့ knight C4 ဆက်ရွှေ့မယ်ပေါ့ knight C4 ဒီနားလေးမှာကောင်းတဲ့ဟာလေးကဒီ Bishop လေးကိုပြင်လိုက်တာပေါ့လေနားလေးမှာဘာဖြစ်တယ်လဲပေါ့ဆိုကြပါဆို A3 ဆိုလို့ရှိရင်ဒါလေးကဟိုပေါ့ဒီမှာစားလို့ရတယ်ပေါ့နော်ဒါလေးကကြိုးလေးလာရတာပေါ့ဘယ်လိုအနေထားအဲ့လိုဖြစ်နေဒါလေးကိုမှတ်အောင်မယ်နော်စားတဲ့အခါနိုင်နဲ့ချက်တယ်ပေါ့နော်နိုင်နဲ့ချက်တော့ကင်းကြီး1မှာဒီ B5 နဲ့အဲ့ဒီမှာရီဝဲချက်က2မျိုးရှိတယ်ယထာကနံပါတ်1ပုံးကိုထိန်းတယ်နံပါတ်2ကျတော့အခုဒီဟာကိုတွန်းပြီးမှခုပုံးတစ်လုံးအမြတ်ထုတ်တာပါနော်ဒီမှာမြင်းပြေးလို့မရဘူးပေါ့နော်ဥပမာမြင်းကD2 ပေါ့နော်မြင်းက D2 ပြေးလို့မရဘူးဘာကြောင့်လဲဆိုတော့ဒီ knight ကဒီခုံလိုက်ရင်ကွင်းကြတယ်ဒါကတော့
ကိုကစားတဲ့ line ထဲမှာရှိတယ်ကိုယ့်ရဲ့ထောင်ချောက်ပေါ့နော် trap ခေါ်တာပေါ့အများကြီးတော့မရှိဘူးအဲ့လိုနည်းနည်းပါးပါပေါ့လေနော်လုပ်လို့ရတယ်ပေါ့ဒီလိုတော့ပေါ့နော်အပြည့်တစ်လုံးပြန်ရမှာပေါ့နော်အဲ့တော့ပုံမှန်မှာတော့ဒီ A3 ပါဒီကစတော့မှာဟုတ်ပြီနော်သူတို့ကတော့ဒီလိုပဲ A3 B4 တက်ချင်တာပေါ့လေနော်ဒါပေမဲ့ threat ရှိရပေါ့နော်ပြီးတော့ဒီလာတော့ဘာလုပ်ချင်တာလဲဒီလိုတွန်းချင်တာပေါ့နော်ဒါပေမဲ့အဲ့မှာ threat ရှိတယ်နော်ချက်ချင်းကျသွားတာကဲအဲ့နားလေးမှာဆိုအဲ့တော့တခြားတစ်ခုပေါ့ knight e4 ပေါ့ဒါလေးကတော့ recent လေးပဲပေါ့လေအဲ့တော့ knight ချင်းစားတယ်ဟုတ်ပြီနော် bishop နဲ့စားတယ် bishop b4 နော်ရထားကိုတွားထိုးတယ်ပေါ့နော်ဒါသူ့ကိုလဲခိုင်းတာပေါ့အမှန်တော့ bishop c3 လဲရမယ်ဒီနည်းနည်းအားကောင်းတဲ့ bishop လဲလိုက်တယ်ပေါ့နော်ပြီးတော့မှ knight d4 ပဲဒါပဲနော်အဲ့တော့ဒီပုံးလည်းမလွတ်ဘူးဒီနားလည်းပုံရထားထိန်းတာတယ်ဒါနောက်ထပ်ရွေးချက်တစ်ခုပေါ့နော်ရထား bh ကစားရရွေးချက်ဒါတော့ just equal ပဲနော်ဘာမှမဖြစ်ပါလောက်ဆရာမရှိဘူးဖြူဘက်ကကဲဟုတ်ပြီအဲ့တော့ညီခွဲတွေမှာတစ်ခုချင်းပြန်ဆိုလိုက်မယ်အဲဒီ castle ring ပြီးနောက်ပိုင်းမှာပေါ့နော်အလဲအနာခံပြီး d4 တက်ရင်လည်းပြန်နိုင်မရှိဘူးဆိုတော့ပြောလဲဒါ b3 line ပေါ့ b3 line ဒီလည်းဆက်ရွှေ့ကြည့်တော့ဘာမှဆွေထူးထူးမရှိဘူး root ကို e8 ဆွဲမယ်ပထမတစ်ချက်ပြီးရင်ဒီတိုင်းပဲပေါ့နော်ကိုလုတ်ပဲမှာ knight d2 main line ကစားလဲ queen d7 နဲ့ဆက်ကစားသွားအောင်မယ်နော်ဆိုလိုဒီမှာသွားတိုက်အောင်မယ်နော်ဒါမှတ်မိစရာအများကြီးမရှိဘူးနော်သူက line နီးခွဲတွေကပေါ့လေချက်ကလေးလာတွေများလာတွေဆိုရင်မိတတ်တဲ့တပုံပေါ့နော်ဒါကလွယ်ကူအောင်ပေါ့နော်ကဲဟုတ်ပြီအဲ့ဒီမှာသူကအလှူဓမ္မလုပ်လေလုပ်တာရှိရနောက်တစ်ခုက A3 ပေါ့ A3 ရဲ့ရွေးချက်ကသူကဘာလုပ်မှလဲဆို A3 B4 ဒီလိုလုပ်ပြီးဒီတွန်းတာပေါ့နော်အစောမှလည်းတွေ့ခဲ့ပါတယ်နော်အဲ့တော့ဒီနားလေးမှာအမဲကဘာလုပ်လို့ရလဲဆိုတော့ A5 သူ့ကို B4 အတော့မခံဘူးပေါ့ရတယ်နော်အဲ့လိုလောက်ကစားလိုက်ရဒါမှမဟုတ်လေအဲ့ဒါပြစ်ထားလိုက်အရေးမကြီးဘူးနော်သူတွန်းလဲတွန်းပါစေဟို castle ring ပေါ့လေနော် B4 ပေါ့နော်တွန်းလဲရတယ်အဲ့ဒါ root e8 ပဲဆော့ပလန်တိုင်းလေးပဲနော်ဒီမှာကြတော့သူကမတွန်းဘူးပေါ့နော်မတွန်းဘူးတွန်းရင်ဘာလုပ်မှာလဲ knight ကညီသွားမှာပေါ့နော်ဒီလိုတွန်းခဲ့ရင်လေအဲ့တော့မတွန်းဘူးဆိုတော့လည်းခဏထိန်းထားမယ်ပေါ့လေနော်သူကပြင်းနေတယ်ကိုလည်းအကောင်ဆုံးအောင်ပြင်ရမှာပေါ့နော်အဲ့တော့ root c1 ဟုတ်ပြီနောက်တစ်ခါ bishop f5 ပေါ့လေဒါကတော့ပုံမှန်ကစားတယ်ပြီးရင်ဘာလို့မှ queen ထပ်ပြီးဟို bishop သွားတိုက်နေနော်အဲ့နားလေးမှာတော့ bishop e6 လည်းရတယ်ဟုတ်ပြီနော်ဒါအဲ့လိုဟိုပါပေါ့လေနော်mechanic ကာဆင်ကစားသွားတယ် e6 အတူတူပါပဲနော် bishop e6 ထည့်ထားတာ bishop ကို f5 လို့ပဲထားပြီးရင် queen d7 နဲ့ဟိုထိပ်ကိုတွတ်တိုက်ပါပဲနော်ကဲအဲ့တော့ဒီနားလေးမှာကြည့်တာပေါ့ဒီ e6 လေးဘယ်လိုလောက်သွားလဲပေါ့နော်ဟုတ်ပြီနော်အမှနာဂါမူရာလိုမျိုးဒီ queen ကို c8 တွေပိုင်းမကယ်ဘူးเนาะတွေ့လားရိုးပဲအကုန်ပေးလိုက်တယ်လာတော့လည်းစားပေးလိုက်တယ်ဟုတ်ပြီเนาะဒါလေးကပြီးရင် root နဲ့စားပြီးတော့ bishop h3 တိုက်တယ်အဲ့တော့ဆောကဒီ position တစ်ခေါက်တွေ့ပြီးတာเนาะဒီနေထားပဲအဲ့တော့စားတယ်ပေါ့ဆိုကြပါစို့เนาะ queen နဲ့စားတယ်ဒီမှာပုံးတစ်လုံးရတယ်ပေါ့လေเนาะဒီလိုစားတယ်ဆိုရင်ဒါကတော့ဟိုရဲ့ပွဲပေါ့เนาะကောင်းတဲ့မှုကတော့ဒီနားမှာ knight g4 ပဲเนาะ knight g4 bishop ဆိုကြပါဆို b2 ပြန်ဆုတ်သွားရင် knight d8 ရည်ရွယ်ချက်ကအဲ့ဒီ knight ကဒီကိုလာမှာပေါ့နော်ပြီးရင်ဒီကိုတိုက်လိုက်မှာဟုတ်ပြီနော်ဒီမှာ mating ဖြစ်နေတယ်နော်ပြဿနာဒီ point မှာဒါဆိုရင်အန်တရရှိတယ်ဖြစ်တယ်နော်ဒီလိုလိုက်တယ်ပေါ့ကဲအဲ့လိုမှမကြိုက်ဘူးဆိုတော့ဒီအဲ့ဒီပွဲမှာကတော့ mechanics ထိုးတဲ့ပွဲမှာသူကဒါပဲကစားသွားတယ်ပေါ့လေဒါလေးပဲလည်းမှတ်အောင်ပေါ့နော်အပူကောင်းတာလေးရဲ့ suggestion ကစောအတိုင်းပဲเนาะဘာလို့တင်လဲဆိုတော့ knight g4 လေးကတော့ပူအားပါတယ်ပေါ့နော်ဟုတ်ပြီเนาะကိုကြိုက်တာကစားလို့ရတယ်အဲ့တော့ knight g4 on နေသားကြီးပေးရတာမကြိုက်ဘူးဆိုရင် knight d7 သူစားရင် exchange ရတယ်ပေါ့နော်ရထားရမယ်ပြန်စားရင်ဆွဲတိုက်မယ်ဟုတ်ပြီအဲ့တော့ပွန်းတော့နည်းနည်းကြပါတယ်အမေဒါပေမဲ့ဒါ exchange နဲ့ဆိုတော့equal လောက်ပေါ့လေဒါပေမဲ့လည်း mechanics ကတော့နိုင်သွားတယ်ပေါ့နော်သူပွဲမှာတော့ဟုတ်ပြီနော်ကဲဟုတ်ပြီပုံမှန် line စဉ်ကတော့ဒီ castle ring နဲ့ခါ before ဒီလိုထိုးပြီးရသွားရင်ဟုတ်ပြီနော် bishop e6 ပဲထိုးလို့ idea အတူတူပဲ bishop f5 ပဲထိုးလို့ဒီ knight e4 မှာ queen d7 knight c5 စားပြစ်မယ်ပြီးရင်ဒီမှာသွားတိုက်အောင်မယ်နော်ဒါပါပဲကဲဟုတ်ပြီအဲ့တော့ဒီ A3 မှာပေါ့လေနော် A5 တက်ကစားရှင်တဲ့လူတွေအတွက်ပေါ့လေနော်တက်ကစားလည်းရတယ်တက်မကစားလည်းရတယ်နော်ဒါလေးနည်းနည်းပြောပြမယ်ပေါ့နော် A5 တက်ကစားတာလည်းစိတ်ဝင်စားစရာပဲပေါ့နော်ဆိုတက်ကစားမယ်တက်ကစားတော့ဆိုကြပါစို့သူကအဲ့မှာbishop ကဒီဘက်ကနေထွက်လာတယ်ပေါ့လေနော်
D2 ဒါမှမဟုတ် E6 ပေါ့အဲ့တော့ကိုက gasoline ပါပဲနော်အခု C1 ဒီလိုဆွဲရလဲရှိတာပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဒီ E3 က B-short ကတိတ်တော့မမြဲပါဘူးနော်သူကဒီလိုလေးပြန်မေးလဲပြန်ရွှေ့ရမယ်တဘောလေးတော့ရှိရနော်ဒီမှာထပ်ပုံးနေပါဖြစ်တော့မှာအဲ့ဒါကတော့လုံးဝအခက်အခဲမရှိဘူး B-short E3 ဒီဟိုဒါကတော့ပြတာပဲရှိရနော်ထိတ်ဘလိုကြီးတွက်စရာလည်းမရှိဘာမှလည်းလုံးမရဘူးပေါ့နော်အဲ့တော့ဆိုကြပါဆိုကပြောလို့ပဲ D4 တက်မလားပေါ့နှစ်လက်အနာခံပြီဟုတ်ပြီနော်အဲ့ဒါလည်းကိုကလောက်ကြမလို့ rain သွားရောနော် cursor rain နဲ့ဆိုတော့ဒီပုံးကရောက်လာပြီဆိုတော့ဘာလုပ်လို့ရလဲဆိုတော့တွန်းလို့ရပါဘောနော်ဒါလေးတွေတွန်းကြည့်တာပေါ့တွန်းတိုင်းတော့မကောင်းဒီ line လေးမှာတွန်းတယ်ဒီရင်းတွန်းတယ်ပေါ့ night လဲအောင်မယ်နော် night 2လဲပြန်လဲကြရင်အကောင်ရိုးရိုးထုံအောင်မယ်နော်ဒီမှာ night C4 B5 ပဲအဲ့တော့ queen side မှာမှတ်မှာ queen side မှာပြန်ကစားမှာပေါ့နော်ဒီတိုင်းကကွန်နယ်ပိတ်သွားတယ်နော်တွန်းတိုင်းတော့မကောင်းဒီမှာတွန်းလိုက်တဲ့အလဲပေါ့နော်ဒါတွန်းလိုက်တဲ့အတွက်ဒီရဲ့သူ့ရဲ့ B-short တိုင်းကကွန်နယ်ပိတ်သွားတယ်နော်ဟုတ်ပြီနော်ဒါလေးကယူဆိုင်ရအဖြူတွက်ကဂယူဆိုင်ရမယ်ပေါ့နော်အမဲကဘာမှမလုပ်ဘူးကွင်းဆိုင်မှာလေးပဲယူကောင်တာဝင်သွားတာပေါ့နော်ဒီနေထားတော့ဒါအမဲတာတယ်အခုတိုင်းနော်အမဲရဲ့ဒီစစ်ကပုံကလုံးဝမဝေဘူးနော်အဖြူရဲ့ B-short ကပိတ်သွားတယ်ပေါ့နော်ပြီးရင်ပုံနှလုံးကနည်းနည်းရှေ့ရောက်နေပြီနော်ကွင်းဆိုင်မှာဘယ်ပုံနေလဲဆိုတော့အခုဒီပုံနေပေါ့နော်ဒါအမဲရဲ့ကောင်းတဲ့အချက်တွေဟုတ်ပြီအဲ့တော့နောက်တစ်ခုကပုံချင်းစားတယ်ပေါ့နော်ဒီ D4 နှစ်ခါတက်လာပြီနော် D3 D4 ပေါ့နော်နှစ်ခါကင်နေပုံစားတယ်ပေါ့စားတော့လေဒီဟာပါပဲနော်ဒီကြမှာခုံးလာတယ်ပေါ့နော်ဒီမှာ night စားတယ်ပြီးရင် DB shot စားတဲ့ချိန်ဒီအလက်တောင်းလို့ရပါပေါ့နော်နောက်တစ်ခုကဒီအကုန်လုံးလဲပြီးတဲ့ခါမှာနော်ပြီးရင် DB shot ကျွေးစရာမလိုလေရှောင်လို့ရတယ်နော်ဒီလိုကစားရင်လည်းဒါလည်း just about equal ပဲနော်အမဲမှာဗာပြဿနာမရှိနောက်တစ်လက်ဗာလုံးမှာလည်းပုံးစီစစ်တက်မှာပေါ့နော်အဲ့တော့ B7 ကပုံးကိုဒါလေးက point စင်နော်လာစားလို့မရဘူးဒါပေါ့နော်တကောင်ကြမယ်ကဲဟုတ်ပြီနောက်တစ်ခုက night ပေါ့လေ D4 တက်ပြီးတော့ night B5 ပေါ့ night B5 တန်းခုံတယ်ပေါ့လေအဲ့တော့ကိုကဘာလုပ်လို့ရလဲဆိုတော့အရှိမလည်းပါခဲ့ပြီးဒါတခါလေကြတော့ကိုကဒီ E4 လေးတွန်းပြီးသူ့ကို close ထားလို့ရတယ်နော်ဒီခေါင်းချောင်းပြီးရှော့ပေါ့နော်night D2 မှာ rookie 8ထပ်ဖိထားတယ် night C4 bishop F8 နော်ဒီလိုလေးတွေကစားလို့ရတယ်ဒါလေးတွေကရထားတီဆွဲပြီးပါပြီဆိုလို့ရှိရင်ဟုတ်ပြီနော်ဒါလေးတွေကတော့စော့နေကြလူတွေကသိပါတယ်နော် chess မှာဒီလိုလေးပြီး bishop ကိုဒီ F8 ပြန်ဆွဲတဲ့ idea တွေနော်ဒါ beginner လေးကိုပြောချင်တာပေါ့နော်အဓိကဒီလိုလေးတွေလက်ကစားတယ်ပေါ့နော်ပြီးမှဒီ bishop ချိန်မှာပြန်ထွက်လာမှာနော်ဟုတ်ပြီ bishop ကနောက်ခုဟိုပေါ့လေဖင်းချက်တို့လောက်သွားလဲရတယ်ဖင်းချက်တို့လောက်တယ်ဆိုတော့ဒီကောင်တက်ပြီးမှဒီလိုခေါင်ချောင်းထည့်သွားတာလည်းရှိရနော်ဒီတဘောပါပဲနော်အဲ့တော့ E3 ဆက်ရွှေ့မယ်ပေါ့နော် E3 bishop G4 queen ကိုမေးတယ် queen ပြေးတယ် queen D7 ဟုတ်ပြီနော်ဒီလောက်ပဲနော်အဲ့တော့ဘယ်မှလည်းမဝေဘူးအမေကအားလုံး okay ပဲနော်ဒီပုံစံလေးပဲသွားမယ်ကဲနောက်တစ်ခုသွားလိုက်မယ်ဒါ D4 ပေါ့လေဆရာတို့D4 ဒီပုံနှစ်ခါကင်တက်တဲ့ line နဲ့ပတ်သက်ပြီးနော်နည်းနည်းဆက်ရွှေ့ကြည့်တယ် A5 line မှာပေါ့နော် A5 တက်တဲ့ line အခုပုံမှန်တော့သူကအဖြူကဘာလုပ်မလဲဆိုတော့ B3 ပေါ့နော် bishop E3 လည်းတိတ် B3 ဟုတ်ပြီဒါပုံမှန်ပဲเนาะ English တမအကုန်လုံးနည်းနည်းစုံအောင်ရွှေ့ပြတာပေါ့เนาะအားလုံးဆော့လို့ဖြစ်အောင်အဲ့တော့ကာဆယ်လင်းနဲ့ bishop B2 ဒီမှာပြီးရင်ဘာလုပ်မလဲ rook E8 လုတ်ပြီးသားရေပေါ့เนาะဆော့တော့အဲ့တော့အဖြူကဒီနားလေးမှာသူတို့အစုံပေါ့အစုံရွှေ့ကြည့်မယ် E3 ပေါ့เนาะဒီ E3 ရွှေ့ခွဲကတော့တိတ်တော့အကောင်းကြီးမဟုတ်ဘူးဒီမှာ E3 ဆိုရင်ဒီလိုလေးပေါ့လေเนาะချိန်ထားမယ်ပေါ့ queen နဲ့လုတ်တဲ့ချိန် queen D7 ပြီးရင်ဒီမှာထပ်ဖိတယ်ဟုတ်ပြီနော်ဒီမှာ H3 တက်လို့မရတော့ဘူးเนาะအဖြူကဒီ bishop အပင်းတာကိုလက်ခံထားမယ်ပြီးရင်နောက်ထပ်ဘာဖြစ်မလဲပေါ့ queen ကဒါအမဲတာရယ်เนาะ queen ဒီလာဒီပင်းကိုဖြီမရအောင်နောက်တစ်ခါ queen ကဒီဘက်ကိုသွားမယ်เนาะဒါလေးကတိုက်ဆက်လမ်းကြောင်းလေးရှိတယ်အဲ့ဒါပြဿနာရှိတယ်ဒီအခု D3 တက်တာပေါ့လေเนาะ D3 တက်တာပေါ့ဒီ E3 sorry ဒီ E3 D3 E3 ပေါ့เนาะအဲ့တော့ဒီဟာပြဿနာရှိရယ်နော်တိတ်တော့အဆင်မပြေဘူးနော်ဖြည်းဖြည်းချင်းနဲ့အမေကလှည့်လို့ရတယ်နော်ကဲဆိုကြပါတော့အဲ့ဒါမတက်ဘူးပေါ့လေ root C1 ပေါ့နော်ပြီးတော့ F5 ကိုကတော့ကိုယ်လောက်တိုင်းပဲ queen နဲ့ bishop နဲ့ထပ်မယ်ပြီးဟိုထက်ကိုတက်တိုက်တယ်ပေါ့နော် H3 သူက H3 ရင်တက်တယ်ဟုတ်ပြီနော်အဲ့တော့ queen D7 king H2 king H2 မှာဒီမှာ knight D4 အဲ့တော့အားလုံးပြီးသွားပြီဆိုရင်တော့ဒီစားရင်တော့ရထဖိုင်ကိုဖွင့်ချမှာပေါ့နော်ဒါကတော့ကိုယ့်ရဲ့ plan ပဲရိုးချင်းပဲနော်ရတယ်လောက်ပြင်နော် knight D2 မစားဘူးရှောင်းနေအဲ့တော့ C6 E3 တက်တယ်ပေါ့နော်ဒီမြင်းကမထားခြင်းဘူးသူကနော်အဲ့ဒီမှာ E3 line နဲ့ပြန်ရောက်တာစောပြောတဲ့ပုံ E3 တက်တယ်ဆိုတဲ့ကိစ္စပြန်ဖြစ်လာတယ်နော်ပြန်ထွက်လာရင်အဲ့တော့ဒီနားလေးမှာဒါဒီပွဲဟုတ်ဒါလည်းကစားပွဲတစ်ခုပဲဒါ magnetic ကာစင်တို့ကစားတဲ့ပွဲပဲနော်ဒီနားမှာတော့
ကွန်ပျူတာ suggestion ပေါ့လေဒါလေးစားကစားလဲရတယ်ပေါ့ဒါစစ်တော်ကောင်းတယ်ပေါ့နော်တာတယ်ပေါ့ပြီးဒီလိုလေးပဲဆက်ကစားအောင်မယ် night ကလည်းနေရာပြေးစရာမကောင်းဘူးเนาะပြီးရထားပြန်ရမယ်ပေါ့လေဒါကတော့ exchange ရမယ်ပွန်းလဲရမယ် exchange လဲရမယ်အဲ့လိုနေထားကိုကွန်ပျူတာကြိုက်တယ်ပေါ့နော်ဒါပေမဲ့ပွဲထဲမှာတော့အဲ့ဒါအမဲတာတယ်ပေါ့နော်ဒါပေမဲ့ပွဲထဲမှာတော့night p5 ပဲကစားပါတယ်ဒါ mechanics ရဲ့ပွဲတစ်ခုပဲအဲ့တော့ဒီလိုစားရတယ်စီထိတ် p5 ပေါ့နော်အဲ့ဒါ equal ဖြစ်သွားတယ်ဒါပေမဲ့ပြဿနာတစ်ခုအထူးအကျဉ်းဒီပုံကအမြဲတမ်းဝေးနေနော်အဲ့ဒါနိုင်သွားတာပဲဒါလေနော်အဲ့လိုပြောလို့ပဲနိုင်သွားတာပဲတဖြည်းဖြည်းနဲ့နော်ချက်ချင်းကြီးတော့ဘာမှမရဘူးဒါလည်းမတာဘူးနော်အမဲဒါပေမဲ့အဲ့လိုလေးနဲ့နော်ညီတလောက်ဖြစ်နေပြီမှနိုင်သွားတယ်ပေါ့နော်ဒီလိုလေးတွေပေါ့ကဲဟုတ်ပြီအဲ့ဆရာတို့နည်းနည်းလေးဒီ E3 တက်တာအဖြူကအဆင်မပြေတွေ့နော်အဲ့ဒါအဖြူကပုံမှန်တိုင်းပဲနိုင်လေးလဲကစားကြည့်မယ်နော်နောက်ထပ် plan တစ်ခုပေါ့လေအဖြူဘက်ကအဲ့တော့ bishop e6 ပြီးတော့သူက e3 အဲ့လာပြန် e3 ဟုတ်ပြီနော်ဒါ queen d7 ကိုကဒီမှာတွတ်တိုက်မယ်ပေါ့နော် knight d e4 အဲ့တစ်ခုရှိရနောက်တစ်ခုကသူတို့ plan ကတစ်ခုဒီ knight ကိုဒီလိုလာတိုက်တယ်ပေါ့လေနော်ဒါဒီလိုလဲရှိရအဲ့ကအမေက2မျိုးရတယ်ပေါ့လေနော်စားလိုက်လို့ပဲရတယ်ပေါ့နော်ဒါဟို granite တို့ထိုးတဲ့အဖြူကနေနော်သူတို့ပွဲလေးမှာရှိရရှာကြည့်ပေါ့လေနော် database မှာအဲ့တော့နိုင်ချင်းစားတယ်ပေါ့ဥမာနိုင်ချင်းစားတယ်အဲ့သူကပွန်းနဲ့စားတယ်ပေါ့ဒီနေသားလေးကတော့အဖြူလေးကနည်းနည်းကောင်းတယ်ပေါ့လေနော်တိဆောက်ပုံလေး structure လေးဒါပေမဲ့လည်းပြဿနာဘာမှမဖြစ်ဘူး F4 ပဲ F4 တက်ထားပြီးဒီကောင်တက်လာလို့လည်းပြစ်ထားရုံပဲဒီမှာထိန်းထားပြီးတာလေ well protected ကာကွယ်ပြီးတာဘာမှမဖြစ်ပြီးရင်ကိုကဘာလုပ်ရမလဲဆိုကြပါ night d5 ဆိုဒီနိုင်ချင်းလဲရုံပဲအဲ့ဒါပြီးရင်ဒီ night ကသူကကိုကစားမှာမဟုတ်ဘူးနော်လဲတယ်ဆိုတာသူစားကန်တော့ကိုစားမှာပါသူကမစားဘူးအဲ့မြင်းကိုပြန်မောင်းထုံမှာဘယ်လိုမောင်းထုံမှာလဲစီစစ်နဲ့ထုံမှာဒါချက်ချင်းမရဘူးဒီစစ်ဆိုဒီမှာ fault ဝင်တော့မခွာတော့မှာနော်ကွင်းကိုအဲ့တော့ကွင်းကိုပြန်ဆုပ်ရအောင်မယ်နော်ဘာမှမခက်ဘူးသူမြင်းကဒီ outpost ကအကြာကြီးမရဘူးကွင်းနောက်ပြန်ဆုပ်ပြီးဒါတွန်းလိုက်ရင်ပြီးသွားပြီနော်ဒါပဲအဲ့တော့ equal ပဲရမယ်ဟုတ်ပြီနော်အဖြူဘက်ကမတာတော့ပြောနော်အဲ့တော့နိုင်ချင်းစားလိုက်လို့ရတယ်ပြောချင်တာနော်ဒီလိုပွန်းနဲ့စားသွားဒီတိုင်အောင်ဘာမှမဖြစ်ဘူးနောက်တစ်ခုသူနိုင်နဲ့စားတယ်ပေါ့နိုင်နဲ့စားတော့ဒီမှာဆော့ရပြောလို့ idea လေး bishop လေး f8 လေးပြေးကတ်ထားပြီးနောက်ကြတော့ဆက်ကစားလို့ရပြီနော်ဘာပဲလုပ်ပေါ့အများကြီးပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခုကဒီမှာနိုင်ချင်းစားရတာလည်းရှိပါတယ်ပေါ့နော်sorry နိုင်ချင်းစားတော့ knight f8 ဟုတ်ပြီနောက်တစ်ခုကဒီအမဲဘက်ကပေါ့လေဒီနားလေးမှာမြင်းချင်းမစားကြဘူးပေါ့လေနော်မြင်းချင်းစားတာတော့ရှင်းဆုံးပဲလေဟုတ်ပြီနော်မြင်းချင်းမစားကြဘူးဆိုလည်း bishop ကိုဒီလိုနောက်ဆုတ်ကစားလို့ရတယ်သူစားခဲ့ရင်ကိုပြန်စားပြီးရင်ဆိုကြပါဆို queen d2 ဆိုရင် rook ဒါနဲ့ပေါ့ဒီဟာပြီးသွားပြီဒါလည်း adjust about equal ပဲအယုတ်မလဲတာပဲရှိရတယ်နော်ဆိုကြပါဆိုဒီ bishop ကဘာလုပ်လို့ရလဲပေါ့ဒီ bishop ကဒီမှာဒါကိုချိန်လို့ရတယ်နော်ကိုလိုကလည်းနောက်တစ်ခုကbishop ထိပ်ကိုတွတ်တိုက်လို့ရတယ်ရည်ရွယ်ချက်တစ်ခုနဲ့ပေါ့လေဆိုရလို့နောက်တစ်ခုကရက်ထားပေါ့ဒီလာတဲ့ချိန်အဲ့ဒီရက်ထားလေးကိုကတိကောင်းအောင်ဒီလိုတွက်ချိန်လို့ရတယ်နော်ဒါပါပဲနော်အဲ့ဒါလည်း equal ပါပဲနော်ပထမ line ကိုတော့ပို့ကြိုက်တယ်ပေါ့နော်ကျွန်တော်အမြင်ပြောရင်တော့ဒီစားလိုက်တဲ့ဟာလေးပေါ့နော်စားလိုက်တာလေးအဆင်ပြေတယ်ဟုတ်ပြီဒါကတော့ A3 A5 line ပေါ့နော် A5 line နဲ့ဒီ A5 မှာကစားခဲ့ပြီးရှိတော့အဖြူဘက်ကတော့ the best ဘူးကတော့ B3 ပေါ့နော်ဒီဆက်နောက်မှာဆက်ကစားကြရင်းနဲ့တော့ဘာမှတော့ထွေထူးတာစရာမရှိဘူးနော်ဟုတ်ပြီဒီလောက်ပေါ့ဒီလောက်ဆိုလို့ရှိရင်ကစားလို့ရပြီနော်ရိုးရိုးချင်းချင်းကစားနည်းပါပဲနော်အဓိကက beginner တွေအတွက်ရည်ရွယ်ထားတယ်ဒါပေမဲ့တကယ်ဟိုမှာဘယ်မှာကစားနေလဲဆိုတော့ top level တွေမှာလည်းကစားနေရအောင်တွေ့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီလောက်ပဲဒီနေ့ကတော့နောက်တစ်ချိန်မှာပြန်တွေ့မယ်နော် see you